အဝိဇ္ဇာပိတ်ကားသို့မိစ္ဆာမြို့ပြင်မြင်အဝိဇ္ဇာပိတ်ကားသို့မိစ္ဆာမြို့ပြင်မြင်အိတ်ချာခင်မင်းလေးလွင့်စင်မီမလွယ်အယိုးစုအပုတ်ကောင်းလို့အယိုးစုအပုတ်ကောင်းလို့လေ
ကြိုက်လက်ဦးပြုံးချိုရေးဖွဲ့ခဲ့တဲ့ဂန္ဓဝင်မြောက်တေးပုံမှာသချင်းကိုအစိုးရများဖြစ်ကြတဲ့မောင်မောင်ကြီးရီတန့်နဲ့ကျမတင်တင်မြတို့တီကျူးအလင်းကမဖွဲ့ဆိုခင်ရှေးဦးပနာမတေးပုံမှာဆိုတဲ့သချင်းကောင်းစဉ်အမိနာမကိုရှင်းတမ်းပြုရစီရှင်တေးပုံမှာဆိုတာကာမဘုံရူပဘုံအရူပဘုံဆိုတဲ့ဘုံ၃ပါးကိုဆိုလိုပါတယ်ဒီဘုံ၃ပါးနဲ့ကာမဘုံအစုထဲမှာငရဲတိရစ္ဆာန်ပြိတ္တာအတုရကဲဆိုတဲ့အပယ်လေးဘုံလူဘုံတစ်ဘုံနဲ့နတ်ဘုံ၆ဘုံစုပေါင်းထားတဲ့ကာမ၁၇ဘုံရှိပါတယ်မြမကြီးတွေရဲ့ရူပဘုံမှာ16ဘုံနဲ့အရူပဘုံမှာ4ဘုံအပါဝင်စုစုပေါင်း32ဘုံရှိပါတယ်အကျဉ်းအားဖြင့်ဘုံ၃ပါးကိုတိဘုံမလို့ခေါ်ပါတယ်တိဘုံမကတစ်ဆင့်တေးဘုံမဆိုတဲ့ဂန္ဓဝင်သချင်းမွေးဖွားပေါ်ပေါက်လာရပါတယ်ရှင်ဒုက္ခအနတ္တတရားမရလို့မြတ်လာတန်တရားကာမောကဘဝကဒိဋ္ဌောကအဝိဇ္ဇောကစိတ်မောဟမကင်းကအရင်ကသူတဏှာဒိဋ္ဌိညာဝင်လာခင်မှမြင်ညာကြတာလူဝဲနာပဲမှဆွဲလို့သာမှားရဲ့အလွန်နာငါသားငါမရလင်သာဥစ္စာငါကိုငါစင်မကွာသက်ကာရကြောင့်မာနရူထောင်းရဝိပါဒနာဝင်လာထင်ရှားမြင်ညာရပါဘာမြရှာမရအတာရကမန်စွာအနတ္တကဖြစ်ရင်တည်ရင်ရဲ့ရင်ချုပ်ခါရုပ်ပတိတင်ညာဖောက်ပြန်မစိပါအနိစ္စလက္ခဏာယုတ်တရားနန္တရားနှပြဩနာသိမိအတိမကြပါသင်္ခါရဟာဘင်္ကာအလမကြငါးပြာအာဂရိမာလေးဘုံအပေငရဲဇာအဝိဇ္ဇာအကြောင်းကြောင့်သင်္ခါရဝိညာဏံတရားယုတ်တရားနှပြအဝိဇ္ဇာအကြောင်းကြောင့်သင်္ခါရဝိညာဏံတရားယုတ်တရားနှပြ၆ခုအာယုံကာမဂုဏ်စန္ဒာပဋိစ္စသမုပ္ပါရှုပ်ပြန်ွယ်အပတနာရှစရဝိရောဓမူရယာပါမေဃစီနိကုယမလက္ခဏာရပြည့်ရှုကြပါတေးပုံမှာဆိုတဲ့ဘုံ၃ပါးမှာဖြစ်သမျှတရားပေါင်းရဲ့အနိစ္စမမြဲမှုဒုက္ခဆင်းရဲမှုအနတ္တစိုးပိုင်နိုင်ခြင်းမရှိမှုတို့ကိုမသိမမြင်နိုင်ရတဲ့အတွက်ဘဝတန်တရားကြီးဝဲလေရှည်လျားနေရပါတယ်ကာမတဏှာလိုချင်တတ်မဲ့မှုတွေနဲ့ပြောင်းဆန်နေတဲ့ဝဲဩဃာကြီးမှာနစ်မြုပ်နေကြရပါတယ်လူဖြစ်လိုက်နတ်ဖြစ်လိုက်တိရစ္ဆာန်ဖြစ်လိုက်နဲ့ဘဝပေါင်းများစွာမှာတပြောင်းပြန်ပြန်အဖန်တလဲလဲဖြစ်ချင်းဆိုတဲ့ဝဲဩဃာကြီးမှာနစ်မြုပ်နေကြရပါတယ်မှားရင်စွာမြင်သိမှုဆိုတဲ့ဝဲဩဃာကြီးမှာနစ်မြုပ်နေကြရပါတယ်လွတ်မြောက်ခြင်းတရားသစ္စာအမှန်ကိုမသိမမြင်တွေးဝေမိုင်မဲမှုဆိုတဲ့ဝဲဩဃာကြီးမှာနစ်မြုပ်နေကြရပါတယ်လွဲမှားစွာသိမြင်နေမှုဆိုတဲ့ဒိဋ္ဌိဉာဏ်ကြောင့်လူရဲ့နတ်ရဲ့ဆိုပြီးအထင်မြင်တွေမှားနေကြပါတယ်ငါလင်းငါသားငါမယားငါဥစ္စာငါပစ္စည်းငါပိုင်နေငါဆိုင်နေဆိုတဲ့ငါတင်ညာတွေတက်ကာယအယူတွေနဲ့တက်ကြွထောင်လွှားမာမာနထားနေကြပါတယ်အဲ့ဒါတွေကိုအနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာရေး၃ပါးခွဲခွဲခြားခြားထင်ရှားစွာသိမြင်ကြအောင်ဝိပဿနာတရားကိုဝင်စားဆင်ခြင်ကြပါတကယ်
တော့အနတ္တဆိုတဲ့ခန္ဓာကိုယ်အစုအဝေးကြီးဟာအတာရကလို့ဆိုတဲ့ဘာမှအနှစ်သာရရှားပွေးလို့မရနိုင်ပါဘူးဖြစ်လိုက်တီးလိုက်ပြက်လိုက်နဲ့ပေါက်ပြန်မှုရုပ်ပတိအမှတ်တရားတွေမို့မိမိမပိုင်မဆိုင်နဲ့အမြဲပေါက်ပြန်ပျက်စီးနေတဲ့တရားတွေသာဖြစ်ပါတယ်ယုတ်နံဆိုတာမမြဲတဲ့တရားမပိုင်မဆိုင်တဲ့တရားတွေပါဒီတရားနှစ်ခုရဲ့အိုမှုနာမှုသိမှုတွေကလည်းအတိအကျမရှိပါဘူးဖြစ်ပျက်ပြုပြင်မှုသင်္ခါရသဘောတရားတက်တက်ဖြစ်တဲ့အတွက်ဘင်္ဂါလာလို့ဆိုတဲ့ပျက်စီးရမယ့်အချိန်ကာလကိုမလွဲမသွေရောက်ရပါလိမ့်မယ်အဲ့ဒီအချိန်ရောက်တဲ့အခါကျမှပဲနတ်ဘဝလူဘဝပိဋ္ဌာဘဝတိရစ္ဆာန်ဘဝငရဲသားဘဝစတဲ့လာရာဂရိ၅ပါးမှာငရဲတိရစ္ဆာန်ပိဋ္ဌာအတုယကဲဆိုတဲ့အပယ်လေးပုံကိုရောက်သွားတတ်ပါတယ်အဝိဇ္ဇာဆိုတဲ့အဟုတ်အမှန်ကိုမသိမမြင်မရှင်းမလင်းမှုကြောင့်ပြစ္ဆုတ်ပန်မှုတန်တရားမှုတို့ကိုပြုစုပြောထောင်ခြင်းဆိုတဲ့သင်္ခါရအကျိုးဖြစ်လာရပါတယ်သင်္ခါရကြောင့်ဘဝတည်းမှာဝိညာဉ်အသစ်ဖြစ်လာရပါတယ်ဝိညာဉ်အသစ်ဖြစ်ခြင်းကြောင့်နာမ်စုရုပ်စုတွေဖြစ်အဲ့ဒီနာမ်ရုပ်စုတွေကြောင့်ဒွါရ6မြည်အကြီး6ပါးစတဲ့သလာယတနာတရားစုတွေဖြစ်အဲ့ဒီတရားစုတွေကြောင့်အာယုံတွေ့မှုဟတ္တတရားတွေဖြစ်ဟတ္တတရားတွေကြောင့်ဝေဒနာဆိုတဲ့အာယုံခံစားမှုတွေဖြစ်အဲ့ဒီဝေဒနာတွေကြောင့်ဝတ္ထုအာယုံကာမဂုဏ်ကိုခင်းမင်းတွေ့တာတာယာကညိတဲ့တဏှာဖြစ်လာရပါတယ်ဒါကြောင့်အကြောင်းကိုဆွဲပြီးအကျိုးဖြစ်ရတဲ့ပဋိစ္စသမုပ္ပါတရားများဖြစ်ပွားလာရပါတော့တယ်တကယ်တွေးကြည့်လိုက်တော့သမုဒိယခေါ်တဲ့တတ်မဲ့မှုတဏှာဟာအရင်ခံနေပါတယ်အဲ့ဒီတတ်မဲ့မှုတဏှာကိုမဲ့၄ပါးတရားသစ္စာစေးနဲ့ကုသပြီးအနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာရေး၃ပါးနဲ့ရှုမြင်ဆင်ခြင်ကြရမှာဖြစ်ပါတယ်ရှင်ဒုက္ခအနတ္တတရားမရလို့မြာလာတန်တရားကာမောကဘဝကဒိဋ္ဌောကအဝိဇ္ဇာကစိတ်မောဟမကင်းတာအရင်ကသူတဏှာဒိဋ္ဌိညာဝင်စားခြင်းမှမြင်ရကြတာလူဝဲနဲ့ပဲမဆွဲလို့လားမှားချက်အလွန်နာငါသားငါမရနဲ့အသားဥစ္စာငါကိုငါအစင်မကွာတက္ကာယကြောင့်မာနတွေထောင်းကြတာဝိပဿနာဝင်စားခြင်းရှာမြင်ကြကြပါဘာမှရှာမရအတ္တရကမှန်သွားနတ္တခန္ဓာဖြစ်ရင်တည်ရင်ပြည့်ရင်ချုပ်ခါရုပ်ပရိသေညာဟောင်းပြမစိပါအနိစ္စလက္ခဏာယုတ်တရားနတ်တရားနှပြဘုနာတိမြအတိမကြပါသင်္ခါရဟာပင်ကာလမကြာငါမြာဂရိမာလေးပုံအပေငရဲစာအဝိဇ္ဇာအကြောင်းကြောင့်သင်္ခါရဝိညာဏတရားယုတ်တရားနှပြအဝိဇ္ဇာအကြောင်းကြောင့်သင်္ခါရဝိညာဏတရားယုတ်တရားနှပြ6ခုအာယုကာမနုသနာပရိစ္ဆသမုပ္ပါရှုပ်ပြတွေ့ပါတဏှာမြေရေလေမီကတိစုရာယွန်စရာမမြတ်သောအရောခန္ဓာမြေရေလေမီကတိစုရာယွန်စရာမမြတ်သောအရောခ
လို့ပါ30နဲ့ကိုထားမုံဝဲမလို့ပါ30နဲ့ကိုထားမိုင်မဲဝိဇာစိတ်ကနာမိထားပြင်းဒီမှာကာယဘုတ်ကောင်တွေဘုတ်တော်နာရုံဆောင်ရချုပ်တော်နာသူလေးစားမိုင်မဲဝိဇာစိတ်ကနာမိထားပြင်းဒီမှာကာယဘုတ်ကောင်တွေဘုတ်တော်နာရုံဆောင်ရချုပ်တော်နာသူလေးစားတရားပွားမှာရှာများသတော်ဘဝနေကဖြစ်ပြတန်တရားတရားပွားမှာရှာများသတော်ဘဝနေကဖြစ်ပြတန်တရားမိဆက်တဲ့မြင်ရချုပ်ရလိပ်ပန်းရောက်နေရလက်ဖို့ထူစားရရှာဒိဋ္ဌိနဲ့ဝိဇိကိစ္စသမုစေပဟံဧကံပဲ၍ခေါ်အခက်တန်တလားမချာရောက်လာခန္ဓာနဝလုံးအစဆုံးလာကွာတုံးမမတန်တဲလို့မလာဘေရကရကပြေဝဲမှာအဟတ်ပညာကိုသာအနုတယကြီးတိချွေပဲဝိယမံဝါယမစိတ်တံသမာဓိဝိပဿနာဉာဏ်ယဉ်တံစေကိုယာမြေတက်ရေတက်လေတက်မိဓာတ်လို့ဆိုတဲ့ဓာတ်ကြီး၄ပါးနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ခန္ဓာကိုယ်အရဘောကြီးဟာအမြတ်တရားရဲ့လို့ဘာမှမရှိပဲအလွန်တရားမှဆက်စုပ်ပွဲရာရွှေရှားပွဲရာယုံနာအစုဝေးကြီးတာဖြစ်ပါတယ်။သွေးပြီးတလိပ်အစာသစ်အစာဟောင်းရိုးရင်းချင်းစီသပင်မွေးညင်းအစရှိတဲ့32ပါးသောတရားအစုတွေနဲ့စုယုံဖွဲ့စည်းထားခြင်းသာဖြစ်ပါတယ်။ဒီအလိုမရှိအပ်တဲ့အနိဋ္ဌာယုံကိုအဝိဇ္ဇာဆိုတဲ့မတိမမြင်မှုအပိတ်ပင်တားဆီးတွေကြောင့်ဟုံးတမင်မင်ခင်တများများအလိုရှိအပ်တဲ့နှစ်သက်ပွဲဖြစ်တယ်ရဲ့လို့ခင်မားနေကြရပါတယ်တဲ့။ကာယအပုတ်ကောင်းကြီးဟာမှန်တရားဟုတ်တရားနဲ့ရုပ်ဆောင်ပြီးစုချီနှောင်ဖွဲ့လှည့်စားနေပါတယ်တဲ့။ဒါကြောင့်လည်းပဲများစွာသောတတ္တဝါတွေဟာတရားသစ္စာမှန်နဲ့ကင်းကွာနေကြပြီးအနတ်မတက်ကတန်တရားမှာဘဝပေါင်းများစွာတပြောင်းပြန်ပြန်အဖန်တလဲလဲကျင်းလဲကျဆားနေကြရပါတယ်။ဒါကြောင့်ယာကဆိုတဲ့တတ်မဲ့မှုဒေါသဆိုတဲ့ကြမ်းတမ်းပြင်းမာမှုမောဟဆိုတဲ့မတိမမြင်မိုက်မဲတွေဝေမှုဇာတိဆိုတဲ့ပရိတန်တေနေရမှုဇယာဆိုတဲ့အိုမဲမှုမရဏဆိုတဲ့တေးရမှုတောကဆိုတဲ့စိုးရိမ်ကြောက်ရွံ့မှုပရိဒေဝဆိုတဲ့ငိုကြွေးရမှုဒုက္ခဆိုတဲ့ကိုယ်ဆင်းရဲမှုဒေါမနတဆိုတဲ့စိတ်ဆင်းရဲမှုဥပါယတာဆိုတဲ့သုတ်တဲ့မိမျောမိမောရမှုစတဲ့မိဆယ်တစ်ပါးတို့ရဲ့ချုပ်ငင်းရာနိဗ္ဗာန်ကိုရောက်နိုင်ရာရောက်နိုင်ကြောင်းမတရားဖို့တရားတို့ကိုရရှိနိုင်အောင်ကြိုးစားအားထုတ်ကြရပါမယ်တဲ့ဒိဋ္ဌိဆိုတဲ့အမြင်လွဲမှားမှုတွေဝိဇိကိစ္စဆိုတဲ့ယုံမှားမှုတွေကိုအမြင်ကြည့်အောင်ပဲခွာရှင်းလင်းပြမှသာယုံနံခန္ဓာနှစ်ပါးချုပ်ငင်းရာသိချင်းကင်းရာနိဗ္ဗာန်ထက်လန်းကိုအချိန်မကြာပဲတက်လာနိုင်ကြမှာဖြစ်ပါတယ်။ဓမ္မသာအေးမြချမ်းမြေ့ငြိမ်းချမ်းသောနိရောဓကိုမျက်မှောက်ပြုကြရမယ်ဖြစ်တဲ့အတွက်အနုတ္တယလို့ခေါ်တဲ့အလွန်တရာမှသိမ့်မွေ့လှတဲ့ကိလေသာကိုတိဖြတ်ချွေဖြုတ်နိုင်မဲ့အရဟတဖို့ပညာရရှိဖို့ရာတမာရီနဲ့ဝိပဿနာဉာဏ်ရင့်တန်စေအောင်စိတ်ထက်ထက်တန်တန်နဲ့ကြိုးစားအားထုတ်ကြရပါမယ်တဲ့မြေရေလေမီတကြီးအစွာယွန်စရာမမြတ်တော့အရဝခန္ဓာမြေရေလေမီတကြီးအစွာယွန်စရာမမြတ်တော့အရဝခန္ဓာမုံဝဲမလွတ်ပါ32ကိုထားမုံဝဲမလွတ်ပါ32ကိုထားမိုင်ဝဲဝိဇာစိတ်တနာနိဋ္ဌာကိုအိဋ္ဌာထင်မိမှာကာယအပုတ်ကောင်တွေဟာဟုတ်ရောင်သောရုပ်ဆုံးဝါချုံနှောင်းကသူ့လက်စာမိုင်မဲဝိဇာစိတ်တနာနိဋ္ဌာကိုအိဋ္ဌာထင်မိမှာကာယအပုတ်ကောင်တွေဟာဟုတ်ရောင်သောရုပ်ဆုံးဝါချုံနှောင်းကသူ့လက်စာ
မောရှာများတော်ဘဝအနေကဖြစ်ပြတန်တရားတရားကွာမောရှာများတော်ဘဝအနေကဖြစ်ပြတန်တရားမိစတဲ့ငြိမ်းရချုပ်ရနိဗ္ဗာန်ရောက်နိုင်ရမယ်ဖို့ကြိုးစားရအောင်ရှာဒိဋ္ဌိနဲ့ဝိဇိကိစ္စသမုတ်စေပဟံဧကံပဲ၍ခွာတက်လန်းမကြယုံနဲ့ခန္ဓာနှဝလုံးကအစာဆုံးကဘဝတုံးမမတာသူမသာဗေဒကယန္တကကင်းဝေးမှာအရတဖို့ပညာကိုသာအနုတယကိလေတိချွေပဲဖို့ရာအမှန်ဝါယမံစိတ်တံသမာဓိဝိပဿနာဉာဏ်ယဉ်တံလေဖို့ရာငါစီရှင်ပါရမီတော်ရဲ့ပွင့်တော်မူရာဗဒ္ဓဤကဘာဘုဒ္ဓမာငါကြီးစင့်တန်းချွခွင့်မပါလွယ်မစွာရှေလျာဓမ္မသိခွာအပိုင်းပြောဖို့တရားမသိလို့အမြဲမိစ္ဆာအမှားတိအလွဲစိတ်မှာငရဲတရိစ္ဆာတကယ်မစိတ်စွာအသေးထိတ်ဆရာစီပင်ရတော့မှာကဘာကြီးမှာဘုရားငါးစုပွင့်မှာဖြစ်ပြီးပွင့်တော်မူပြီးဖြစ်တဲ့ဘုရားရှင်များကတော့ကတ္တုတံဂောနာကုံကတ္တပနဲ့ဂေါရမရှင်တော်တို့ဖြစ်ကြပါတယ်ဤဗရကဘာမှာနောက်ဆုံးပွင့်တော်မူမဲ့ဘုရားကတော့အရိမိတ္တယဘုရားရှင်တော်ပဲဖြစ်ပါတယ်ရှင်ပွင့်တော်မူပြီးဖြစ်တဲ့ဘုရားရှင်များရဲ့တရားတော်တွေပွင့်လာမဲ့ဘုရားရှင်တော်ရဲ့တရားတော်တွေကိုနာခွင့်ရလျက်နဲ့အဝိဇ္ဇာတိမ်တလားလေးပိတ်ဖုံးပြီးတရားမသိပဲကျွတ်လုတ်ခွင့်နဲ့လွဲသွားရင်တော့အလွန်တရာရှည်လျားလာတဲ့ဘုရားလုံးဝမပွင့်နဲ့တုံညကဘာပေါင်းများစွာမှာတရားဓမ္မများနဲ့တွေးပယ်ကင်းကွာပြီးတရားအမှန်မရနိုင်တော့ပဲအမြဲမှားရင်လမ်းလွဲနေတဲ့မိစ္ဆာဒိဋ္ဌိတွေဖြစ်နေချမ်းသာခြင်းကင်းရာအပေဘုံဘဝမှာကျင်လည်နေရတော့မှာဖြစ်ပါတယ်ငရဲဘုံတရိစ္ဆာန်ဘုံဒီမှာလဲတရားဝါတွေဟာအလွန်ထိတ်လန့်ပွေရာကောင်းအောင်စီပင်တိုးပွားနေကြတော့မှာဖြစ်ပါတယ်လေရှင်ဗဒ္ဓဤကဘာဘုဒ္ဓပါ